တိုင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ဦးဆောင်စီစဉ်မှုဖြင့်မဲခေါင်ခင်းကပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အိန္ဒိယနိုင်ငံရဲ့အထောက်ပံ့ Quick Impact Project အရာရှမ်းပြည်နယ်အင်းလေးဒေသငရင်တန်တဲ့ကျေးစားကုန်းမြောက်ကျေးရွာရှိအိမ်အောင်စု90အားအိမ်သုံးဆိုလာများလွှဲပြောင်းထောက်ပံ့ခြင်းခန္ဓာကိုဒီနေ့နေ့ပိုင်းမှာတောင်ကြီးမြို့နယ်အေးသားရမြို့ရှိရှမ်းပြည်နယ်တိုင်းသားရေးရာနဲ့တမွေးပညာသင်တန်းစင်တာမှာကျင်းပပြုလုပ်ရာပြည်ထောင်စုဝန်ကြီးဦးသန်းမောင်ကဒီနေ့ထောက်ပံ့ပေးရတဲ့အိမ်သုံးဆိုလာများဟာစွမ်းအင်အသုံးပြုမှုကိုအားပေးမြင့်တင်နိုင်မဲ့ပြင်ရဲစစ်တပ်အားရရှိမှုအခက်အခဲရှိနေတဲ့ဒေသခံများအတွက်များစွာအသုံးဝင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုးနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံတန်မတ်ကြီးတို့ကအမှားစကားပြောကြားကြပါတယ်။အဲဒီနောက်ပြည်ထောင်စုဝန်ကြီးပြည်내ဝန်ကြီးချုပ်ဒုတိယဝန်ကြီးအိန္ဒိယနိုင်ငံတန်မတ်ကြီးနဲ့အင်းသားတိုင်းသားလူမျိုးရေးရာဝန်ကြီးတို့ကကျေးစားကုန်းကျေးရွာရှိအိမ်အောင်စု90ကိုအိမ်သုံးဆိုလာများပေးရထောက်ပံ့ပြီးအထောက်ပံ့ရရှိတဲ့ဒေသခံအင်းသားတိုင်းသားတို့ကကျေးဇူးတင်စကားပြောကြပါတယ်။နေ့လယ်ပိုင်းမှာပြည်ထောင်စုဝန်ကြီးနဲ့ဖွဲ့ဟာအင်းလေးဒေသရှိကျေးစားကုန်းကျေးရွာသို့ဆက်လီများဖြင့်ဆိုလာတက်ဆင်ပြည်စည်းမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရပါတယ်ရှင်။